တနေ့ရုန်းကန်ကြိုးစားနေရပြီမဲ့ဘဝမှာခီးမတွင်မဲ့တနေရာထဲမှာပဲရက်တက်နေတယ်လို့သင်ခံစားနေရပါသလားအလုပ်တွေအရန်ရှုပ်ပြီးပင်ပန်းနေပေမဲ့တကယ်နဲ့ပြန်ကြည့်လိုက်တော့ဘာတိုးတက်မှုမှမရှိဘူးဖြစ်နေပါသလားအခြားသူတွေတဟုန်ထိုးအောင်မြင်နေတာကိုကြည့်ပြီးငါလည်းဒီလောက်ကြိုးစားနေတာပဲငါကြမ်းမှဘာလို့ဖြစ်မလာတာလဲဆိုပြီးတော့မှကိုအားမလို့အားမရဖြစ်ဖူးပါသလားအိမ်မက်တွေရီမန်းချက်တွေရှိပေမဲ့ဘယ်ကနေစလို့ရမှမသိပဲလမ်းပြောက်နေတယ်ဆိုရင်စိတ်မပူပါနဲ့အဲ့ဒါကတင်ညံ့လို့မဟုတ်ပါဘူးတစ်ဖီမှာအရေးအကြီးဆုံးလှုပ်ဝက်ချက်တစ်ခုဖြစ်တဲ့ရှင်းလင်းပြတ်သားမှု clarity လိုအပ်နေလို့ပါကိုကတကယ်ဘာလို့ချင်တာလဲဘယ်ကိုသွားနေရလဲအဲ့ဒီနေရာကိုဘယ်လိုရောက်အောင်သွားမလဲဆိုတာတွေကိုရှင်းရှင်းလင်းလင်းသိဖို့လိုအပ်ပါတယ်ပန်းနိုင်တတ်မှတ်ခြင်း6စတင်ဆိုတဲ့စွမ်းရည်တစ်ခုတည်းနဲ့တင်တစ်ဖီမှာကိန်းအောင်နေတဲ့စွမ်းရည်တွေကိုဖော်ထုတ်နိုင်မယ်အခက်ခဲမှန်သမျှကိုကြော်လွှားနိုင်မယ်မဖြစ်နိုင်ဘူးလို့ထင်ခဲ့တဲ့ရည်မှန်းချက်တွေကိုရယူနိုင်မယ်ဆိုရင်ရောဒီနေ့မှာတော့နာမည်ကျော်စာရေးဆရာ Brain Tracy ရဲ့ကဏ္ဍဝင်စာအုပ်တွေထဲကပန်းတိုင်တတ်မှတ်ခြင်းရဲ့စာအုပ်လေးအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အဆုံးထိနားထောင်ပြီးသွားတဲ့အခါမှာတင်းဘဝကိုဘယ်လိုဥဆောင်ရမလဲအနာဂတ်ကိုဘယ်လိုပုံဖော်ရမလဲပြီးတော့ဘယ်လိုအခြေအနေကနေပဲဆဆထူးခြားဆန်းပြတဲ့အောင်မြင်မှုတွေကိုဘယ်လိုဆွဲဆောင်ရမလဲဆိုတာတွေကိုသိရှိသွားပါလိမ့်မယ်။ဒါကြောင့်ဒီခီးစဉ်လေးကတင့်ရဲ့တွေးခေါ်ပုံတွေကိုထာဝရပြောင်းလဲသွားစေနိုင်တာမို့အဆုံးထိအတူတူလိုက်ပါနားဆင်ဖို့ဖိတ်ခေါ်ချင်ပါတယ်။ဒါပြင်အခုလိုမျိုးဘဝတွေကိုပြောင်းလဲစေမဲ့စာအုပ်အနှစ်ချုပ်တွေကိုဆက်လက်နားဆင်နိုင်ဖို့ဓာတ်ပုတ်ပိမြန်မာ channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးခင်ဗျာဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်အောင်ခင်ဗျာတင့်ရဲ့လှုပ်ဝက်စွမ်းရည်များကိုဖော်ထုတ်ပါအောင်မြင်တဲ့သူတွေဟာမွေးရပါအထူးစွမ်းရည်တွေပါလာကြတာမဟုတ်ပါဘူးသူတို့ဘာလိုချင်လဲဆိုတာကိုတိတိကျကျသိပြီးတော့မှအဲ့ဒီအတွက်နေဖင်ရက်ဆက်စူးစမ်းအားထုတ်နေကြလို့တာဖြစ်ပါတယ်တင်တေချာနားလည်ထားရမယ်အရေးကြီးတဲ့အမှန်တရားတစ်ခုရှိပါတယ်အဲ့ဒါကတော့အခုချိန်ထိတင်ရရှိထားတဲ့အောင်မြင်မှုဆိုတာတွေဟာတစ်ဖီမှာတကယ်ရှိနေတဲ့စွမ်းရည်တွေရဲ့အစိပ်အပိုင်းတိတိလေးတစ်ခုသာဖြစ်တယ်ဆိုတာပါပဲတင်အားကြရတဲ့သူတွေထူးချွန်ထမ်းမြက်ရတယ်လို့ထင်ရတဲ့သူတွေဟာတင့်ထက်ထူးခြားနေတာမျိုးမဟုတ်ပါဘူးမှန်ကန်တဲ့စိတ်နေတဘောထားနဲ့ရှင်းလင်းပြတ်သားတဲ့အာယုံဆိုင်မှုတွေသာရှိမှဆိုရင်တင်လဲဘယ်တော့မှမထင်မှတ်ထားတဲ့အောင်မြင်မှုအစစ်အတန်းတွေကိုရောက်ရှိနိုင်ပါတယ်အမြဲတမ်းမှတ်ထားရမှာကတင့်ရဲ့အတိတ်ကတင့်ကိုအဆုံးဖြတ်မပေးဘူးဆိုတာပါပဲတင်ဘယ်ကလာတယ်လဲအတိတ်မှာဘာအမားတွေလုပ်ခဲ့လဲဆိုတာအရေးမကြီးပါဘူးတကယ်အရေးကြီးတာကတင်ဘယ်ကိုသွားနေလဲဆိုတာနဲ့အခုဒီအချိန်ကစပြီးတင်ဘာတွေရွေးချယ်လှုပ်ဆောင်မလဲဆိုတာပဲဖြစ်ပါတယ်မနေ့ကဆိုတာကုံဆုံးသွားပါပြီဒီနေ့ဆိုတာကတော့နေပျော်တဲ့အနာဂတ်တစ်ခုကိုဖန်တီးဖို့တင့်အတွက်အခွင့်အရေးပါပဲတေချာတိကျစွာရေးချထားတဲ့ပန်းတိုင်တစ်ခုဟာအဲ့ဒီအနာဂတ်စီကိုသွားဖို့တင့်ရဲ့လက်မှတ်တစ်ဆောင်ဖြစ်ပါတယ်အတွေးအခေါ်ရဲ့စွမ်းအားအရာအားလုံးဟာစိတ်ကနေစတင်ပါတယ်လူသားသမိုင်းမှာရှိတဲ့တည်ထွင်မှုတိုင်းကြီးကျယ်တဲ့တွေးရှိမှုတိုင်းဟာစိတ်ကူးတဲ့ကအတွေးတစ်ခုအဖြစ်ကနေစတင်ခဲ့တာကြီးပါပဲတင့်လက်ထက်ကဖုန်းလမ်းပေါ်ကကားတွေအင်တာနက်ကအစအားလုံးဟာတစ်ချိန်လုံးကတော့လူတစ်ယောက်ရဲ့စိတ်ကူးတဲ့ကအကြံဉာဏ်တစ်ခုမျှတာဖြစ်ပါတယ်ဒါဟာအတွေးအခေါ်ရဲ့စွမ်းအားပါပဲဒီစွမ်းအားကိုအသုံးပြုပြီးတင့်ဘဝကိုပုံဖော်နိုင်တယ်လို့တင့်အနာဂတ်ကိုလည်းဖန်တီးနိုင်ပါတယ်တင့်ရဲ့အတွေးတွေဟာတင့်ရဲ့လက်တွေ့ဘဝဖြစ်လာပါတယ်တင့်စိတ်ထဲမှာအမြဲလွှမ်းမိုးနေတဲ့အရာတွေကတင့်ဘဝကိုတတ်မှတ်ပေးပါလိမ့်မယ်အောင်မြင်တဲ့သူတွေကိုအချိန်အများစုမှာဘာတွေတွေးဖြစ်လဲလို့သွားမေးကြည့်ရင်သူတို့ရဲ့ပန်းတိုင်တွေအကြောင်းအဲ့ဒီပန်းတိုင်တွေကိုဘလို့အောင်မြင်အောင်လုပ်မလဲဆိုတဲ့အကြောင်းတွေကိုပဲတွေးတယ်လို့ဖြေကြပါလိမ့်မယ်အဲ့ဒါကြောင့်သူတို့စီကိုအခွင့်အလမ်းတွေကျဲဝချမ်းသာမှုတွေနဲ့တိုးတက်မှုတွေတဘာဝအတိုင်းရောက်လာတာဖြစ်ပါတယ်စန့်ကျင်ဘက်အနေနဲ့မအောင်မြင်တဲ့သူတွေကတော့သူတို့ရဲ့အချိန်တွေကိုပြဿနာတွေစိတ်ပြက်စရာတွေညှိပက်ခံရမှုတွေအကြောင်းတွေးရင်းနဲ့ပဲကုန်ဆုံးသွားကြပါတယ်သူတို့ရဲ့အခက်အခဲတွေအတွက်အခြားသူတွေကိုအပြစ်တင်ကြပြီးအဲ့ဒီလိုလှုပ်ခြင်းအဖြစ်အစိုးမြင်စိတ်တွေထဲမှာပဲကိုပိတ်လောင်ထားတတ်ကြပါတယ်ရှင်းလင်းပြတ်သားတဲ့ပန်းတိုင်များတတ်မှတ်ခြင်းအောင်မြင်သူတွေဟာအောင်မြင်မှုကိုပဲအောင်စိုက်တတ်တဲ့အတွက်အောင်မြင်မှုကိုဆွဲဆောင်နိုင်ပါတယ်မအောင်မြင်တဲ့သူတွေကတော့စိတ်ပြက်စရာတွေကိုပဲအောင်စိုက်ထားတဲ့အတွက်ပို့ပြီးတော့စိတ်ပြက်စရာကောင်းတဲ့အခြေအနေတွေကိုပဲဆွဲဆောင်နေမိကြပါတယ်တင့်မှာရှင်းလင်းပြတ်သားတဲ့ပန်းတိုင်တစ်ခုရှိပြီးအဲ့ဒီအတွက်နေဖင်အလုံးလုံးနေတဲ့၍အောင်မြင်မှုဟာတင်းစီကိုရောက်လာမှာပါမှန်ကန်တဲ့အချိန်မှန်ကန်တဲ့နေရာမှာမှန်ကန်တဲ့သူတွေနဲ့တွေ့ဆုံလာရပါလိမ့်မယ်လောကကြီးကတင်ပန်းနိုင်ကြီးသလားတေးသလားဆိုတာကိုဂရုမစိုက်ပါဘူးဥပမာမနက်ပိုင်းအလုံးလုံးမယ်ညဘက်ဇလန်းတွေကြည့်ပြီးအနားယူမယ်ဆိုတဲ့တာမန်ရီမန်းချက်လောက်ပဲထားမယ်ဆိုရင်အဲ့ဒီအတိုင်းပဲရပါလိမ့်မယ်ဒါပေမဲ့အတိတ်ပဲရှိတဲ့အသက်မူဝမ်းကြောင်းတစ်ခုကိုတည်ဆောက်မယ်ဗန္နာရေးလွတ်လပ်ခွင့်ရအောင်လုပ်မယ်ထူးခြားတဲ့ဘဝတစ်ခုကိုဖန်တီးမယ်ဆိုတဲ့ပိုကြီးမားတဲ့အရာကိုရည်မှန်းရင်
အဲ့ဒီအရာဟာလည်းတင့်လက်တကန်းကိုရောက်လာမှာပါဒီနေရာမှာလှုပ်ဝက်ချက်ကတော့ရှင်းလင်းပြတ်သားမှုပဲဖြစ်ပါတယ်တင့်ရဲ့ပန်းတိုင်ကိုစာအုပ်ထဲမှာချရေးပါတိကျပါစေတိုင်းတာလို့ရပါစေပြီးတော့နောက်ဆုံးထားလို့ရမယ့်အချိန်ကိုတတ်မှတ်ပါဥပမာပြရရင်ငါနောက်2နှစ်အတွင်းမှာမန်နေဂျာတယောက်ဖြစ်ရမယ်ဒါမှမဟုတ်ဒီနှစ်ကုန်မှာကိုပိုင်စီးပွားရေးတစ်ခုစတင်မယ်ဒါမှမဟုတ်နောက်6လအတွင်းမှာငါဝင်ငွေကို3ဆတိုးအောင်လုပ်မယ်စသဖြင့်တိတိကျကျရေးချပါဟာဘတ်တက္ကသိုလ်ရဲ့လေ့လာချက်အရ1980ခုနှစ်ကဟာဘတ်တက္ကသိုလ်မှာပန်းတိုင်တတ်မှတ်ခြင်းနဲ့ပတ်သက်ပြီးနာမည်ကြီးလေ့လာမှုတစ်ခုလုပ်ခဲ့ပါတယ်သူတေသီတွေကကျောင်းသားတွေကိုတစ်မှာတိကျပြီးရေးချထားတဲ့ပန်းတိုင်နဲ့အဲ့ဒါကိုအကောင့်ထဲဖော်မဲ့အစီအစဉ်ရှိပါသလားလို့မေးခဲ့ပါတယ်300ခိုင်နှုန်းသောကျောင်းသားတွေကသာရေးချထားတဲ့ပန်းတိုင်တွေရှိပါတယ်73ခိုင်နှုန်းကပန်းတိုင်တွေရှိပေမဲ့ရေးမထားပါဘူး84ခိုင်နှုန်းကတော့ဘာပန်းတိုင်မှကိုမရှိကြပါဘူး10နှစ်ကြာတဲ့အခါမှာသူတေသီတွေကအဲ့ဒီကျောင်းသားတွေကိုပြန်လဲစစ်ဆေးခဲ့ပါတယ်ပန်းတိုင်ရှိပေမဲ့ရေးမထားခဲ့တဲ့73ခိုင်နှုန်းဟာဘာပန်းတိုင်မှမရှိခဲ့တဲ့သူတွေထက်ဝင်ငွေနှစ်ဆပိုရနေတာကိုတွေ့ရပါတယ်ဒါပေမဲ့အံ့ဩစရာအကောင်းဆုံးရလဒ်ကတော့ပန်းတိုင်ကိုစာနဲ့တိတိကျကျရေးချခဲ့တဲ့300ခိုင်နှုန်းသောသူတွေဟာကျန်တဲ့69ရာခိုင်နှုန်းစလုံးပေါင်းထားတဲ့ဝင်ငွေထက်10ဆပိုပြီးရှာဖွေနိုင်ခဲ့တာကိုတွေ့ရတာပါပဲရည်ရွယ်ချက်မရှိဘဲမျောလင့်နေတဲ့ဘဝနဲ့အမခန်းအောင်မြင်တဲ့ဘဝနှစ်ခုကြားကကွာခြားချက်ဟာအလွန်ရိုးရှင်းတဲ့အဆင့်လေးတစ်ခုပေါ်မှာပဲမူတည်နေပါတယ်အဲ့ဒါကတော့ကိုပန်းတိုင်ကိုရှင်းရှင်းလင်းလင်းရေးချပြီးတန်တိတ်တန်ချစူးစမ်းခြင်းပါပဲငါချမ်းသာခြင်းနဲ့ငါပျော်ခြင်းနဲ့ဆိုတဲ့ဝေဝါးတဲ့ဆန္ဒမျိုးဟာပန်းတိုင်မဟုတ်ပါဘူးဆန္ဒတသက်တာဖြစ်ပါတယ်အစစ်မှန်ပန်းတိုင်ဆိုတာရှင်းလင်းရမယ်တိကျရမယ်တိုင်းတာလို့ရပါမယ်အဲ့ဒါကိုခြာရေးလိုက်တာနဲ့တပြိုင်နက်တင်လှုပ်ဆောင်မဲ့အရာတိုင်းကိုလမ်းပြပေးမဲ့တန်လိုက်အိမ်မြောင်တစ်ခုကိုတင်းကိုတင်ပေးလိုက်တာပါပဲရှင်းလင်းတဲ့ပန်းတိုင်တွေရှိရင်တင်ဘယ်တော့မှလမ်းမပြောက်တော့ပါဘူးခြေလမ်းတိုင်းဟာရည်ရွယ်ချက်ရှိလပါမယ်နေ့ရက်တိုင်းဟာတင့်ကိုခီးပန်းတိုင်နဲ့ပိုနီးဖက်လာစေပါလိမ့်မယ်အတိတ်ပဲမရှိတဲ့အလုပ်တွေနဲ့အာရုံနောက်ဆရာတွေမှအချိန်ဖြုံးတော့မှာမဟုတ်ပါဘူးဘဝဆိုတာတူတောင်းပါတယ်ရှင်းလင်းပြတ်သားမှုကသာအဲ့ဒီဘဝကိုအကျိုးရှိဆုံးအသုံးချနိုင်အောင်ကူညီပေးပါလိမ့်မယ်တင်ဘဝကိုတင်ကိုယ်တိုင်တာဝန်ယူပါရင်းထွေစီဟာအသက်22နှစ်အရွယ်မှာပတ်စံတပြားမှမရှိပဲအိမ်သေးသေးလေးတစ်ခုမှနေပြီးဖက်ယုံတယုံမှာအလုတ်ကျန်းသမားဖြစ်အလုပ်လုပ်ခဲ့ရပါတယ်ခီးသွားစွာပတ်စံမရှိမိသားစုနဲ့တငယ်ချင်းတွေရဲ့အထောက်ပံ့မရှိအားကိုးစရာဆိုလို့ဘယ်သူမှမရှိခဲ့ပါဘူးချမ်းအေးတဲ့ညတညမှာပတင်းပေါင်သားမှာတုံတုံရင်ရင်နဲ့ထိုင်ရင်သူ့ဘဝကိုပြောင်းလဲစေမဲ့အတိတရားတစ်ခုရခဲ့ပါတယ်အဲ့ဒါကတော့သူ့ကိုဘယ်သူမှလာခဲ့မှာမဟုတ်ဘူးဆိုတာပါပဲသူ့ဘဝပြောင်းလဲဖို့ဆိုတာသူကိုယ်တိုင်သူတယောက်တည်းပေါ်မှာပဲမူတည်တဲ့ဆိုတာကိုနားလည်သွားပါတယ်အဲ့ဒီအချိန်ကစပြီးသူ့ရဲ့အနာဂတ်အတွက်တာဝန်အပြည့်အဝကိုသူကိုယ်တိုင်ရယူခဲ့ပါတယ်ဒါဟာလူတော်တော်များများဘယ်တော့မှသင်ယူလေးမရှိတဲ့သင်ခန်းစာတစ်ခုပါလူများစုဟာသူတို့ဆင်းရဲတာပညာကောင်းကောင်းမသင်ခဲ့ရတာတွေအတွက်အသက်40 50အရွယ်ရောက်တဲ့အထိမိဘတွေကိုပဲအပြစ်တင်နေတတ်ကြပါတယ်သူတို့ရဲ့ကြီးပြင်းလာရတဲ့အတိုင်းဝိုင်းကိုညှဉ်းညူကြတယ်အခြားသူတွေကိုလက်ညှိုးထိုးကြတယ်ကိုနင့်နာသူတွေအဖြစ်ပဲမြင်ကြပါတယ်အဲ့ဒီလိုစိတ်ဓာတ်မျိုးရှိတဲ့သူတွေဟာဘယ်တော့မှရှေ့မရောက်နိုင်ပါဘူးသင်ရောအဲ့ဒီလိုမျိုးအမြဲတမ်းသူများတွေကိုအပြစ်တင်နောင်နာတွေခါးတီးမှုတွေနဲ့အသက်ရှင်ခြင်းပါတလားတင်တကယ်အောင်မြင်ခြင်းနဲ့ဆိုရင်အစိုးမြင်စိတ်တွေကိုစွန့်လွတ်ရပါမယ်ဒေါသကြောက်ရွံ့မှုမနာလိုမှုနဲ့မလုံခြုံမှုတွေဟာတင့်ကိုအောက်ဆွဲချပါလိမ့်မယ်သူတို့ကတင့်ရဲ့စွမ်းအင်တွေကိုစားသုံးပြီးတင့်ဘဝထဲမှာဝင်လာမဲ့ကောင်းမွန်တဲ့အရာတွေကိုပိတ်ဆို့ထားပါလိမ့်မယ်အဲ့ဒီအစိုးမြင်စိတ်တွေကိုစွန့်လွတ်လိုက်တာနဲ့တပြိုင်နက်ငြိမ်းချမ်းရေးမေတ္တာပျော်ရွှင်မှုနဲ့စိတ်လှုပ်ရှားဖို့ရတဲ့အတွက်တင့်ကိုတင်တကားဖွင့်ပေးလိုက်တယ်လို့ဖြစ်သွားပါလိမ့်မယ်ဒါဆိုရင်အဲ့ဒါတွေကိုဘယ်လိုစွန့်လွတ်ရမလဲအလွန်အစွမ်းတတ်တဲ့နီလန်းနှစ်ခုရှိပါတယ်ပထမနီလန်းကတင်ဒေါတာအတွက်အကြောင်းပြချက်ပေးနေရတယ်ကိုရက်တန့်ပါလူတော်တော်များများကသူတို့ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကြောင့်သူတို့မှာစိတ်ဆိုးပိုင်ခွင့်ဒေါတာထွက်ပိုင်ခွင့်ရှိတယ်လို့ယုံကြည်ထားကြပါတယ်ဥပမာကုမ္ပဏီကဗဏ္ဍာရေးအကျက်တဲဖြစ်နေလို့အလုပ်ပြုတ်သွားတဲ့စက်ရုံအလုပ်သမားတယောက်ကိုမြင်အောင်ကြည့်ပါသူကမတရားခံရတယ်လို့ခံစားရပြီးသူတထေးကသူ့ကိုကိုရေးကိုတာမုန်းတီးမှုနဲ့အလုပ်ထုတ်လိုက်တာလို့စတင်ယုံကြည်လာပါတယ်ဒေါတာထောက်တဲ့နဲ့ကုမ္ပဏီကိုတရားစွဲဖို့တောင်တွေးနေမိပါတယ်သူကအဲ့ဒီဒေါတာကိုဖတ်တွက်ထားပြီးဒေါတာထွက်တာမှန်တယ်လို့အကြောင်းပြချက်ပေးနေတဲ့၍သူ့ဘဝဟာဆင်းရဲဒုက္ခရောက်နေအောင်မှာပါပဲဒါပေမဲ့အဲ့ဒီအလုပ်သမားကအလုပ်ပြုတ်တာငါတယောက်တည်းမဟုတ်ပါဘူးငါ့ကိုမုန်းလို့တီးတန့်ရည်ရွယ်ပြီးလုပ်တာမဟုတ်ဘူးဆိုတဲ့အမှန်တရားကိုလက်ခံလိုက်မယ်ဆိုရင်သူရှေ့ဆက်သွားနိုင်ပါပြီကိစ္စမရှိပါဘူးဒီလိုမျိုးတွေဖြစ်တတ်ပါတယ်အလုပ်တစ်ခုငါရှာလိုက်မယ်လို့ကိုပြန်ပြောနိုင်ပါတယ်အစိုးမြင်စိတ်တွေအတွက်အကြောင်းပြချက်ပေးနေရတွေကိုညှဉ်းဆန်လိုက်ခြင်းအဖြစ်သူကိုယ်တိုင်လွတ်မြောက်သွားတာပဲဖြစ်ပါတယ်ဒုတိယနီလန်းကတော့တာဝန်အပြည့်အဝယူပါတင့်ဘဝမှာဘာပဲဖြစ်ပျက်နေသမျှအရာအလုံးဟာ
တင့်ရဲ့တာဝန်တာဖြစ်တယ်ဆိုတာကိုလက်ခံပါတခုခုမှားရင်သွားတဲ့အခါမှာအခြားသူတွေကိုအပြစ်တင်မဲ့အစားကိုဒီလိုပြောပါဒါဟာငါတာဝန်ပဲဒါကိုပြည်လဲသွားအောင်ငါဘာလုပ်နိုင်မလဲဒီလိုရွှေရှင်းတဲ့စိတ်နေတဘောထားပြောင်းလဲမှုလေးကတင့်ကိုနစ်နာသူဘဝကနေအရာရာကိုပြောင်းလဲနိုင်တဲ့ဖန်တီးရှင်တယောက်ဖြစ်ပြောင်းလဲပေးသွားပါလိမ့်မယ်ဥပမာအရေးကြီးတဲ့အစည်းအဝေးတစ်ခုရှိနေချိန်မှာကားပိတ်မိပြီးတော့မှနောက်ကျနေတဲ့ဆိုပါစို့ရင်ကျော်ပိတ်ဆို့မှုကိုအပြစ်မတင်ပါနဲ့မိပွိုင်းတွေကိုလည်းချိန်ဆမနေပါနဲ့တာဝန်ယူမှုကိုလက်ခံလိုက်ပါငါဒီထက်စောပြီးထွက်လာတင်တာငါဒီထက်ပိုပြီးပြင်ဆင်ထားတင်တာလို့တွေးပါပြီးရင်လက်ရှိအချိန်မှာတင်ဘာဆက်လုပ်နိုင်မလဲဆိုတာကိုပဲအာရုံစိုက်ပါဒီလိုချိကနီကတင့်ကိုစိတ်ဖိစီးမှုတွေကနေလွတ်ကင်းစေပြီးအချိန်တွေကိုပြန်လည်ထိန်းချုပ်နိုင်စွမ်းရှိပါတယ်အမှန်တရားကတော့ဒါပါပဲတင်အပြစ်တင်နေတဲ့သူကတင့်ရဲ့ခံစားချက်တွေကိုဂရုမစိုက်ပါဘူးတင်ကတော့ဒေါသထွက်ပြီးဆင်းရဲဒုက္ခတွင်းထဲမှာထိုင်နေချိန်မှာသူတို့ကတော့စားတောက်ရီမောပျော်ပါးရင်းနဲ့သူတို့ဘဝတွေကိုသူတို့ဆက်လက်ဖြတ်သန်းနေကြတာပါပဲဒေါသဆိုတာတင့်ကိုပဲနာကျင်စေတာပါသူတို့ကိုမဟုတ်ပါဘူးဒါကြောင့်အပြစ်တင်နေမှစားတင့်ကိုတင့်ဘဝရဲ့ CEO တယောက်လို့သဘောထားလိုက်ပါတင့်ရဲ့အလောက်ကန်တင့်ရဲ့လူမှုဆက်ဆံရေးတင့်ရဲ့ဘဏ္ဍာရေးတွေအားလုံးကိုတင်ကပဲတာဝန်ယူဦးစီးရတာပါတင့်ကိုတထေးတယောက်လို့မြင်လာတဲ့အခါမှာစင်ကြေပေးနေရတွေကိုရပ်တန့်လိုက်ပြီးပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေကိုစတင်ချမှတ်လာနိုင်ပါလိမ့်မယ်တင့်ဝင်ကိုတိုးစေမဲ့ဆက်ဆံရေးတွေကိုခိုင်မာစေမဲ့တင့်ရဲ့စွမ်းဆောင်ရည်တွေကိုမြင့်တက်စေမဲ့ဆုံးဖြတ်ချက်မျိုးတွေပေါ့တင့်ဘဝကိုတင်ကိုယ်တိုင်တာဝန်ယူဖို့ဆိုတာအပြစ်တင်တာတွေကိုစွန့်လွတ်ဖို့တာဝန်အပြည့်အဝယူဖို့နဲ့ရည်ရွယ်ချက်ရှိနဲ့ရှေ့ဆက်ဖို့ဆုံးဖြတ်ချက်ချရာကနေစတင်ပါတယ်ဒါဟာအောင်မြင်တဲ့သူတွေရဲ့စိတ်နဲ့စိတ်ထားပဲဖြစ်ပါတယ်တင့်ရဲ့ကိုယ်ပိုင်အနာဂတ်ကိုဖန်တီးပါတမိုင်းတစ်လျှောက်ကကြီးကျယ်ခမ်းနားတဲ့ခေါင်းဆောင်တိုင်းမှာတူညီတဲ့အရေးတွေတစ်ခုကဘာများဖြစ်မလဲအဲ့ဒါကတော့အမျှော်အမြင်ပဲဖြစ်ပါတယ်ခေါင်းဆောင်တွေဟာသူတို့ဘာလိုချင်လဲဆိုတာကိုတိတိကျကျသိပြီးတော့မှရှေ့ဆက်ရမယ့်လမ်းတွေကိုရှင်းရှင်းလင်းလင်းမြင်နိုင်ကြပါတယ်သူတို့ဟာအနာဂတ်ကိုဥတီလေးရှိပြီးအတိတ်မှာဘယ်နေရာကနေလာခဲ့တယ်လဲဆိုတာထက်ရှေ့မှာဘယ်ကိုသွားနေလဲဆိုတာကိုပဲအမြဲအောင်စိုက်ကြပါတယ်စစ်မှန်တဲ့ခေါင်းဆောင်တယောက်ဟာနောက်နှစ်ပေါင်းများစွာအထိအနာဂတ်ကိုကြိုကြည့်ပြီးအဲ့ဒီအမြင်နဲ့ပုံနီးဆက်သွားစေမဲ့ပညာသားပါတဲ့ဆုံးဖြတ်ချက်တွေကိုယနေ့လက်ရှိအချိန်မှာချမှတ်လိရှိပါတယ်သူတို့ဟာရည်မှန်းချက်ပန်းတိုင်တွေကိုစိတ်ထဲမှာမှတ်ထားရင်းနေ့ရက်တိုင်းကိုရည်ရွယ်ချက်ရှိနဲ့ခြေလမ်းတိုင်းကိုလှမ်းကြပါတယ်တစ်ဖက်မှာတော့ခေါင်းဆောင်မဟုတ်တဲ့သူတွေကအတိတ်မှာပဲပိတ်မိနေတတ်ကြပါတယ်ဘလို့မှပြင်ဆင်လို့မရနိုင်တော့တဲ့အဟောင်းတွေကနောင်တတွေအမားတွေကိုပဲခေါင်းထဲမှာထက်ကပြန်တွေးနေတတ်ကြပါတယ်ဖြစ်နိုင်ခြေတွေကိုမြင်အောင်ကြည့်မှအစားပြဿနာတွေနဲ့ရေတိုတက်ရှိမှုလေးတွေကိုပဲအောင်စိုက်ကြပါတယ်တင်ဟာခေါင်းဆောင်တယောက်လိုစတင်တွေးတောလိုက်တဲ့အခိုက်အတန့်ကစလို့ခေါင်းဆောင်တယောက်လိုပြုမှုလာပါလိမ့်မယ်မကြခင်မှာပဲခေါင်းဆောင်တယောက်လိုအောင်မြင်လာပါလိမ့်မယ်တင်နဲ့တင့်ရဲ့ပန်းတိုင်နေကြမှာရက်တည်နေတဲ့အကြီးမားဆုံးအတားအဆီးဟာတင့်ရဲ့လက်ရှိအခြေအနေပညာရည်ချင်းဒါမှမဟုတ်ငွေကြေးအခြေအနေတွေမဟုတ်ပါဘူးအဲ့ဒါဟာငါလုံနိုင်ပါမလားဆိုပြီးတော့ကိုကန့်သက်ထားတဲ့ယုံကြည်မှုတွေသာဖြစ်ပါတယ်ကိုမှပတ်စံမရှိဘူးညံမကောင်းဘူးပါရမီမပါဘူးတီထွင်ဖန်တီးနိုင်စွမ်းမရှိဘူးဒါမှမဟုတ်ရုပ်ရည်မပြည့်ဘူးလို့တင်ယုံကြည်နေမိနိုင်ပါလေဒါပေမဲ့တင့်မှာလိုအပ်နေရတဲ့အားလုံးပြည့်စုံနေပြီလို့ခဏလောက်များစိတ်ကူးကြည့်လိုက်ရောတင့်စီမှာအကန့်အသတ်မရှိတဲ့အရင်မြစ်တွေအကန့်အသတ်မရှိတဲ့အခွင့်အလမ်းတွေနဲ့တင်လိုချင်တဲ့ကျွမ်းကျင်မှုစွမ်းရည်တွေအားလုံးရှိနေတယ်လို့မြင်အောင်ကြည့်လိုက်ပါတင့်မျက်လုံးတွေကိုမှိတ်ပြီးနောက်9နှစ်အကြာအနာဂတ်စီကိုစိတ်ကူးနဲ့တွားကြည့်လိုက်ပါမဖြစ်နိုင်တာဘာမှမရှိဘူးဆိုရင်တင်ဘယ်နေရာမှာရောက်နေမလဲတင့်ရဲ့အလုပ်ကိုင်တွေကိုစဉ်းစားကြည့်ပါအရှုံးဆိုတာလုံးဝမရှိနိုင်ဘူးဆိုရင်တင်ဘာတွေလုပ်နေမလဲဘလို့အဆင့်တန်းမျိုးကိုရောက်နေမလဲဘလို့ကျွမ်းကျင်မှုတွေကိုပိုင်ဆိုင်နေပြီလဲတင့်ရဲ့ငွေကြေးကိုစဉ်းစားကြည့်ပါအကန့်အသတ်တွေတာမရှိဘူးဆိုရင်တင်ဝင်ငွေဘလောက်ရနေမလဲတင့်ရဲ့လူနေမှုဘဝစတိုင်ဟာဘလို့ပုံစံမျိုးဖြစ်နေမလဲဘဏ်ထဲမှာငွေဘလောက်ရှိနေမလဲတင့်ရဲ့လူမှုဆက်ဆံရေးကိုစဉ်းစားကြည့်ပါတင်ပေးနာမှာဘဒူတွေရှိနေမလဲအရာအလုံးသာပြည့်စုံကောင်းမွန်နေမှာဆိုရင်တင့်ရဲ့မိသားစုဘဝလေးကဘလို့ပုံစံမျိုးဖြစ်နေမလဲဒါဟာအောင်မြင်တဲ့သူတွေတွေးခေါ်တဲ့ပုံစံပါပဲသူတို့ကကန့်သက်ချက်တွေအသားဖီးတွေစင်ကြေတွေကိုမမြင်ပါဘူးဘာလို့ငါကြမှာဖြစ်ရတာလဲလို့မမေးသလိုငါမှသာဒါလေးရှိရင်ဟိုဟာလေးရှိရင်လို့လည်းမပြောပါဘူးအဲ့ဒီအစားသူတို့ကအလွန်စွမ်းအားကြီးတဲ့ရိုးရှင်းတဲ့မိကုံးတစ်ခုကိုပဲမေးပါတယ်ဒါကိုငါဘလို့ရယူနိုင်မလဲဆိုတာပဲဖြစ်ပါတယ်ပြီးတာနဲ့ချက်ချင်းလက်တွေ့လှုပ်ဆောင်ပါတယ်ဒါကြောင့်လဲထိတ်တန်းအောင်မြင်တဲ့သူတွေဟာလင်းမြန်နဲ့ရှေ့ရောက်သွားကြတာပါအလကားဇလန်းတွေစင်ကြေတွေပေးပြီးတော့မှအချိန်မဖြုံးကြပါဘူး
တာမန်လူတွေကတော့အချိန်တွေအားလုံးအစင်တစ်ဖြစ်မဲ့အချိန်ကိုထိုင်ဆောင်နေတတ်ကြပါတယ်။ခေါင်းဆောင်တွေကတော့လက်ရှိသူတို့စီမှာရှိတဲ့အရာတွေနဲ့တင်ချက်ချင်းလက်တွေ့လှုပ်ဆောင်နိုင်ကြပါတယ်။ဒါကြောင့်မို့လို့သူတို့ရဲ့ကိုယ်ပိုင်အနာဂတ်ကိုသူတို့ကိုယ်တိုင်ဖန်တီးနိုင်ကြတာဖြစ်ပါတယ်။တင့်ရဲ့တန်ဖိုးများကိုရှင်းလင်းပြသစေခြင်းတကယ်အောင်မြင်တဲ့သူတိုင်းသာသူတို့ကိုသူတို့ဘယ်သူလဲဆိုတာနဲ့သူတို့ဘယ်အရာအတွက်ရက်တည်နေလဲဆိုတာကိုတိတိကျကျသိကြပါတယ်။သူတို့ရဲ့တန်ဖိုးဘဲလူတွေဟာခိုင်မာတဲ့အဆောက်အုံတအုံရဲ့အုံမြင့်လိုပဲတောက်တင်းခိုင်မာပါတယ်။တစ်ဖက်မှာတော့တာမန်လူတွေကသူတို့ရဲ့တန်ဖိုးထားမှုတွေပန်းတိုင်တွေနဲ့ပတ်သက်ပြီးဝေခွဲမရဖြစ်နေတတ်ကြပါတယ်။အဲ့ဒီလိုဝေဝါးနေမှုကပဲသူတို့ကိုဘဝမှာကြီးကြီးမားမားအောင်မြင်မှုတွေမရနိုင်အောင်တားဆီးပေးထားပါတယ်။တင့်ရဲ့တန်ဖိုးထားမှုတွေဟာတင့်ကိုယ်ရီကိုသွေးရဲ့အဓိကဗဟိုချက်မှာရှိပါတယ်။ဒါတွေကတင့်ကိုပုံဖော်တတ်မှတ်ပေးပါတယ်။တင်ဟာရိုးသားသူလားကျင်နာတတ်သူလားတီးခန့်နိုင်ဖန်ရှိတဲ့သူလားစီကံရှိသူလားဆိုတာတွေကတင့်ရဲ့အတွင်းစိတ်ထဲမှာအခိုင်အမာရှိနေတဲ့တန်ဖိုးထားမှုတွေရဲ့ရောင်ပြန်ဟပ်မှုတွေပဲဖြစ်ပါတယ်။တင့်ရဲ့တန်ဖိုးထားမှုတွေကပို့ပြီးတော့မှရှင်းလင်းပြတ်သားလေးလေးတင်ဟာပို့ပြီးတော့မှထိရအောင်မြင်ကဘဝမှာပြည့်စုံမှုရလေးလေးပဲဖြစ်ပါတယ်။တင့်ရဲ့ကိုယ်ရည်ကိုယ်သွေးကိုจิตတုန်နေတလုံးလိုမျိုးအလွှာပေါင်းများစွာရှိနေတယ်လို့စဉ်းစားကြည့်ပါ။နံပါတ်1ဘ ਹੁ ချက်အလဲဘိုးမှာတော့တင့်ရဲ့တန်ဖိုးထားမှုတွေရှိပါတယ်။နံပါတ်2ယုံကြည်မှုဒုတိယအလွှာမှာတော့တင့်ရဲ့ယုံကြည်မှုတွေရှိပါတယ်။ကိုနဲ့ကဘာကြီးအပေါ်တင်အမှန်တကယ်လက်ခံထားတဲ့အရာတွေပါ။တင့်ရဲ့ယုံကြည်မှုတွေဟာတင့်ရဲ့တန်ဖိုးထားမှုတွေကနေဓာတ်ရိုက်စီးဆင်းလာတာပါ။ဥပမာတင်ကကျင်နာမှုနဲ့ရရောမှုကိုတန်ဖိုးထားတယ်ဆိုရင်လူတွေဟာလေးစားမှုကိုချင်းစာမှုတွေနဲ့ဆက်ဆံခံရထိုက်တယ်လို့တင်ယုံကြည်လာပါလိမ့်မယ်။နံပါတ်3မျှော်လင့်ချက်နောက်တစ်လွှာကတော့တင့်ရဲ့မျှော်လင့်ချက်တွေပါ။အပြုတဘောဆောင်တဲ့တန်ဖိုးထားမှုတွေကအပြုတဘောဆောင်တဲ့ယုံကြည်မှုတွေကိုဖြစ်ပေါ်စေပြီးအဲ့ဒီယုံကြည်မှုတွေကတစ်ဆင့်ကောင်းမွန်တဲ့အရာတွေဖြစ်လာမယ်လို့တင့်ကိုမျှော်လင့်လာစေပါတယ်။နေရာတိုင်းမှာအခွင့်အလမ်းတွေကိုတင်စတင်မြင်တွေ့လာရပြီးဘဝကြီးကတင့်အတွက်အဆင်ပြေအောင်ဖန်တီးပေးနေတယ်လို့မှတ်ယူလာပါလိမ့်မယ်။နံပါတ်4စိတ်နေတဘောထားအဲ့ဒီနောက်မှာတော့တင့်ရဲ့စိတ်နေတဘောထားကလာပါတယ်။ကဘာကြီးဟာနေချင်းစရာကောင်းတဲ့နေရာလေးပါလို့တင်ယုံကြည်ရင်နေ့ရက်တိုင်းကိုအကောင်းမြင်စိတ်နဲ့ဖြတ်တန်းပါလိမ့်မယ်။အောင်မြင်မှုဆိုတာလက်တကမ်းမှာပဲရှိတယ်လို့ယုံကြည်လာပါမယ်။တင်ကြုံတွေ့ရတဲ့အတွေ့အကြုံတွေကတင့်ကိုပန်းတိုင်နဲ့ပိုနီးဖက်စေလိမ့်မယ်လို့မျှော်လင့်လာပါလိမ့်မယ်။အဲ့ဒီစိတ်နေတဘောသားဟာအပြင်ဘက်ကိုတောက်ပထွက်ပေါ်လာပြီးတင်နဲ့တွေ့ဆုံရသူတိုင်းအပေါ်လွှမ်းမိုးမှုရှိစေပါတယ်။နံပါတ်5လှုပ်ဆောင်ချက်နောက်ဆုံးအပြင်ဘက်ဆုံးအလှော်ကတော့တင့်ရဲ့လှုပ်ဆောင်ချက်တွေပဲဖြစ်ပါတယ်။တင့်ရဲ့လှုပ်ဆောင်ချက်တွေဟာတင့်အတွင်းထဲမှာရှိတဲ့တန်ဖိုးထားမှုယုံကြည်မှုမျှော်လင့်ချက်နဲ့စိတ်နေတဘောထားတွေအားလုံးရဲ့နောက်ဆုံးရောင်ပြန်ဟပ်မှုပါပဲ။တင်အောင်မြင်နေဆိုရင်အဲ့ဒါဟာကံကောင်းလို့ဒါမှမဟုတ်ကံကြမ္မာကြောင့်မဟုတ်ပါဘူး။တင့်ရဲ့လှုပ်ဆောင်ချက်တွေဟာတင့်ရဲ့ခိုင်မာတဲ့တန်ဖိုးထားမှုတွေအကောင်းမြင်တဲ့စိတ်နေစိတ်ထားတွေနဲ့တစ်ထက်တည်းကျနေလို့ပဲဖြစ်ပါတယ်။တင်ကြရှုံးတဲ့အခါစိတ်ဖိစီးမှုတွေစိတ်ပြတ်အားငယ်မှုတွေဒါမှမဟုတ်အဆိုးမြင်စိတ်တွေခံစားရတဲ့အခါမျိုးမှာဆိုရင်များသောအားဖြင့်တင့်ရဲ့လှုပ်ဆောင်ချက်တွေဟာတင့်ရဲ့တန်ဖိုးထားမှုတွေနဲ့လွဲချော်နေလို့ပါပဲ။အဲ့ဒီအချိန်မှာတင်ခဏရက်ပြီးကိုပြန်မေးရပါမယ်။ငါရဲ့တန်ဖိုးထားမှုတွေအပေါ်ငါတစ္ဆာရှိရလား။မှန်ကန်တယ်လို့ငါယုံကြည်တဲ့အရာတွေတိုင်းငါနေထိုင်ဖြတ်သန်းနေရလားဆိုတာကိုပဲဖြစ်ပါတယ်။နာမည်ကျော်စာရေးဆရာစတီဗင်ကိုဘီကတခါကဒီလိုပြောမှုပါတယ်။အောင်မြင်မှုဆိုတဲ့လှေကားကိုမတက်ခင်မှာအဲ့ဒီလှေကားကိုမှန်ကန်တဲ့အဆောက်အအုံမှာမိထားရလားဆိုတာကိုအရင်သေချာအောင်လုပ်ပါတဲ့။တင့်ရဲ့တန်ဖိုးထားမှုတွေကမရှင်းလင်းဘူးဆိုရင်တင်လှေကားကိုမြန်မြန်ဆန်ဆန်တက်သွားနိုင်ပြီမဲ့ရောက်သွားတဲ့နေရာမှာကမှားယွင်းတဲ့နေရာတစ်ခုဖြစ်နေနိုင်ပါတယ်။တင့်ရဲ့တန်ဖိုးထားမှုတွေရှင်းလင်းနေတဲ့အခါမှာတော့တင်လှမ်းလိုက်တဲ့ခြေလမ်းတိုင်းဟာတင်သွားကျင်တဲ့နေရာစီကိုအတိအကျခေါ်ဆောင်သွားပါလိမ့်မယ်။တင့်ရဲ့အစစ်အမှန်ပန်းတိုင်များကိုတတ်မှတ်ပါ။ဒီစာအုပ်တော်လုံးရဲ့အဓိကပေးခြင်းတဲ့ message ကိုစကားလုံးတစ်လုံးနဲ့အချင်းချုပ်ပြောရရင်အဲ့ဒါဟာရှင်းလင်းပြတ်သားမှု clarity ပဲဖြစ်ပါတယ်။အောင်မြင်တဲ့သူတွေဟာသူတို့ကိုသူတို့ဘာလို့လဲဆိုတာနဲ့ဘာကိုလိုချင်တာလဲဆိုတာကိုရေလိုကြည်လင်ပြတ်သားစွာသိကြပါလေ။သူတို့ရဲ့ရင်ဘတ်ထဲမှာသူတို့ရဲ့အနာဂတ်အတွက်ပုံစံရမ်းတစ်ခုရှိပြီးဘယ်ကိုသွားနေတယ်ဆိုတဲ့အသေးစိတ်အမြင်တစ်ခုကိုကင်ဆောင်ထားကြပါလေ။တာမန်လူတွေကတော့စန့်ကျင်ဘက်ပါပဲ။သူတို့ဟာဘဝမှာဥတီကျဲမရှိပဲဖြတ်သွားဖြတ်လာကားတွေကိုအလကားနေလိုက်ဟောင်နေတဲ့လမ်းဘေးခွေးတွေလိုပဲအလုတ်တွေရှုပ်နေမယ်ခဏမငြိမ်ဖြစ်နေမယ်ဒါပေမဲ့အတိတ်ပဲရှိတဲ့အရာတစ်ခုကိုမှအောင်မြင်အောင်လုပ်နိုင်မှာမဟုတ်ပါဘူး။တစ်မှာရှင်းလင်းပြတ်သားမှုရှိရင်ဥတီကျဲရှိတာပါပြီ။ရည်ရွယ်ချက်မရှိလွန်မျောနေရာတွေလမ်းပြောင်းနေရာတွေကိုရက်တန်းကရက်သွားပါလိမ့်မယ်။အရေးမပါတဲ့အရာတွေပေါ်မှာအချိန်ဖြုံးနေတာတွေကိုလည်းရက်ပစ်လိုက်နိုင်ပါပြီ။တင်ရွေးချယ်လိုက်တဲ့ရွေးချယ်မှုတိုင်းတင်လှုပ်ဆောင်လိုက်တဲ့အပြုမှုတိုင်းကတင့်ကိုတင့်ရဲ့ပန်းတိုင်နဲ့ပို့ပြီးတော့နီးစပ်လာစေပါလိမ့်မယ်။ဒါပေမဲ့အရေးကြီးတဲ့မှတ်သားစရာတစ်ခုရှိပါတယ်။တင့်ရဲ့ပန်းတိုင်တွေဟာတင့်ရဲ့ကိုယ်ပိုင်ဖြစ်ရပါမယ်။
အဲ့ဒီပန်းနိုင်တွေကတင့်အတွက်တကယ်ကိုအတိတ်ပဲရှိပြီးအရေးပါနေရပါမယ်အခြားလူတွေကတင့်ကိုဖြစ်ဖြစ်ခြင်းတဲ့အရာတွေကိုလိုက်မရှာပါနဲ့တင့်မိသားစုတငယ်ချင်းဒါမှမဟုတ်လူအဖွဲ့အစည်းကသဘောကျအောင်ဆိုပြီးပန်းနိုင်တွေကိုမလိုက်စားပါနဲ့အဲ့ဒီလိုလုပ်ခဲ့ရင်အခက်အခဲတွေနဲ့ကြုံလာတဲ့အခါမှာဆက်လျှောက်လန်းနိုင်မဲ့ပြင်းပြတဲ့ဆန္ဒကတင့်မှာရှိနေမှာမဟုတ်ပါဘူးစစ်မှန်တဲ့ပန်းနိုင်တွေကိုဝါသနာကသာလောင်စာဖြစ်ပေးတာပါဒါကြောင့်ကိုပြန်မေးကြည့်ပါငါဘဝကနေငါတကယ်လိုချင်တာကဘာလဲလို့ပြန်မေးကြည့်ပါတင်တို့ရောရှာတွေ့ပြီလားတင့်ကိုလမ်းပြပေးနိုင်မှုအတွက်ရိုးရှင်းတဲ့မိကုံးလေးတချို့နဲ့စတင်ကြည့်အောင်ဒီဖက်မှာတော့အကြမ်းမြင့်သဘောတရားလောက်သိရင်ကိုလုံလောက်ပါတယ်ခီးဖက်ရင်နဲ့တက်ပန်းနိုင်တွေကိုအမြဲတမ်းပြန်လည်မွမ်းမံနိုင်ပါတယ်ကိုဒီလိုမျိုးမေးကြည့်ပါလက်ရှိအချိန်မှာတင့်ရဲ့အသက်မူဝမ်းကြောင်းအလုပ်အတွက်အရေးကြီးဆုံးပန်းနိုင်၃ခုကဘာတွေလဲတင့်ရဲ့ငွေကြေးဆိုင်ရာဘဏ္ဍာရေးအတွက်အရေးကြီးဆုံးပန်းနိုင်၃ခုကဘာတွေလဲတင့်ရဲ့လူမှုဆက်ဆံရေးမိသားစုချစ်သူတငယ်ချင်းအတွက်အရေးကြီးဆုံးပန်းနိုင်၃ခုကဘာတွေလဲအဲ့ဒါတွေကိုစာအုပ်ထဲမှာခြာရေးလိုက်ပါဖိတ်ထဲကနေစဉ်းစားနေုံနဲ့တင်မဟုတ်ပဲစာရွက်ပေါ်မှာရေးချလိုက်ပါတင်းမျက်စိရှိမှအဲ့ဒီပန်းနိုင်တွေကိုမြင်လိုက်ရတဲ့အခါမှာတင်းစိတ်ထဲမှာဘလောက်တောင်ရှင်းလင်းပြတ်သားသွားတယ်လဲဆိုတာကိုတွေ့ပြီးတော့မှတင်ကိုယ်တိုင်အံ့ဩသွားပါလိမ့်မယ်တချို့အချိန်တွေမှာစတင်ရေးချဖို့လုပ်တဲ့အခါစိုးရင်ပူပန်မှုတွေနဲ့တန်တရားတွေဝင်လာတတ်ပါလေရေးလိုက်ပြန်ဖြည့်လိုက်ဒါမှမဟုတ်တုတ်ဆိုင်ဖြစ်နေတတ်ပါတယ်ဒါကပုံမှန်ပါပဲတကယ်တော့ဒါဟာအလွန်အသုံးဝင်တဲ့လေ့ကျင့်ခန်းတစ်ခုပါတင့်ကိုရှေ့မဆက်နိုင်အောင်တားဆီးထားတဲ့ပြဿနာတွေနဲ့အကြောက်တရားတွေကိုပါခြာရေးနိုင်ပါတယ်ငါလိုချင်တာကိုမရအောင်ဘာကတားဆီးနေရလဲငါဘာတွေကိုစိုးရိမ်နေတာလဲဆိုတာတွေကိုကိုပြန်မေးပါဒီနေရာမှာတင့်အတွက်အကူအညီဖြစ်စေမဲ့ရိုးရှင်းပြီးအစွမ်းထက်တဲ့နည်းလမ်းတစ်ခုရှိပါတယ်လွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာကဒသနပညာရှင်ဝီလီယံမော့အိုကန်မိတ်ဆက်ခဲ့တဲ့ဒီ theory ကဘာပြောထားလဲဆိုရင်အရှင်းလင်းဆုံးဖြည့်ရှင်းနည်းကအများအားဖြင့်အကောင်းဆုံးဖြည့်ရှင်းနည်းဖြစ်လက်ရှိတယ်တဲ့အစ်စ်တွေရှုပ်ထွေးမှုတွေများလေလေအဖြေကထိရောက်မှုနည်းလေလေပဲဖြစ်ပါတယ်ဘဝမှာကျွန်တော်တို့ဟာပြဿနာတွေကိုရှိတာတဲ့ပိုကြီးအောင်လုပ်တတ်ကြပါလေဆုံးဖြတ်ချက်တွေကိုရှုပ်ထွေးအောင်လုပ်တတ်ပါတယ်အလွန်မင်းတွေးပူတယ်မလိုအပ်တဲ့အဆင့်တွေထည့်ကြပါလေဒါပေမဲ့ရှေ့ကိုအမြန်ဆုံးရောက်နိုင်တဲ့နီလန်ကတော့အများတန်းလို့အရှင်းလင်းဆုံးနီလန်ပါပဲဒီ Occam River သဘောတရားကိုတင့်ရဲ့အခက်အခဲတွေမှာအသုံးချကြည့်ပါတင့်ရှိတဲ့မှာရှင်းလင်းတဲ့လမ်းကြောင်းတစ်ခုကိုမကြာခဏမြင်တွေ့ရပါလိမ့်မယ်ဥပမာရောင်သမားတော်တော်များများက brain tracy ကိုကျွန်တော်ဝင်ငွေနှစ်ဆဖြစ်အောင်ဘလို့လုပ်ရမလဲလို့မေးဖို့ရတယ်သူတို့ကရှည်လျားပြီးရှုပ်ထွေးတဲ့အဖြေမျိုးကိုမျှော်လင့်ခဲ့ကြတာပါဒါပေမဲ့ brain ရဲ့အကြံဉာဏ်ကရိုးရှင်းပါတယ်တင့်ရဲ့အကောင်းဆုံးဖောက်တယ်တွေနဲ့အချိန်နှစ်ဆပို့ပေးလိုက်ပါသူတို့ဟာတင့်ဖင်ကနေပစ္စည်းဝယ်ဖို့အလားအလာရှိဆုံးလူတွေပါသူတို့ကိုအာရုံစိုက်လိုက်ခြင်းအဖြစ်တင့်ရဲ့အယောင်ဟာတဘာဝကြကြပဲနှစ်ဆတိုးလာပါလိမ့်မယ် productivity မှာလည်းဒီအတိုင်းပါပဲတာမန်ရောင်းသမားတွေကအလားအလာရှိတဲ့ဖောက်တယ်တွေနဲ့စကားပြောဖို့တစ်နေ့ကိုမိနစ်60လောက်ပဲအချိန်ပေးကြပါတယ်ထိတ်တန်းအောင်မြင်သူတွေကအဲ့ဒီအချိန်တဲ့နှစ်ဆသုံးဆပို့ပြီးတော့အချိန်ပေးပါတယ်လစာအများဆုံးရတဲ့ရောင်းသမားတွေဟာသူတို့ရဲ့အချိန်အများစုကိုတန်ဖိုးကြီးတဲ့ဖောက်တယ်တွေနဲ့ပဲကုန်စိုးဖို့သူတို့ရဲ့နေ့စဉ်အချိန်စရာကိုစီစဉ်ကြပါတယ်ဒါကြောင့်မို့လို့ပဲသူတို့ကဝင်ငွေအများကြီးပိုရနေကြတာပါဒီတော့တင်ကမေးလာနိုင်ပါတယ်ငါရဲ့ကုန်ထုတ်ဆန်းအားကိုနှစ်ဆဖြစ်အောင်ဘယ်လိုလုပ်ရမလဲအဖြေကတော့ Pareto Principle လို့ခေါ်တဲ့80-20စီးမြင်ပဲဖြစ်ပါတယ်ဒီစီးမြင်ကဘာပြောထားလဲဆိုရင်တင့်ရဲ့ရလက်80%ဟာတင့်ရဲ့အားထုတ်မှု20%ကနေလာတာဖြစ်တယ်လို့ပြောပါတယ်လူတော်တော်များများဟာ email တွေစစ်ဖုန်းတွေပြောစာတမ်းတွေလို့ဟိုဟာလို့ဒီဟာလို့နဲ့အလုပ်တွေတပြိုင်နက်တည်းအများကြီးလုပ်ရင်သူတို့ရဲ့စွမ်းအင်တွေကိုဖြုံးတီးပြစ်တတ်ကြပါတယ်နေ့လည်ပါစားတဲ့အချိန်ရောက်ခါမှသူတို့ဟာတကယ်အရေးကြီးတဲ့အလုပ်တစ်ခုကိုမှပြီးမြောက်အောင်မလုပ်ရသေးပါဘူးဒါပေမဲ့အထီးရောက်ကိုအလုပ်လုပ်တဲ့သူကတော့အကြီးမားဆုံးရလဒ်တွေကိုယူဆောင်ပေးမယ်ထိတ်တန်း20%သောအလုပ်တွေကဘာတွေလဲဆိုတာကိုရှာဖွေဖော်ထုတ်ကြပါလေပြီးတော့သူတို့ရဲ့အချိန်နဲ့စွမ်းအင်တွေကိုပဲအဲ့ဒီနေရာမှာပဲစုပုံပြီးအာရုံစိုက်ကြပါတယ်ဒါကြောင့်မလို့သူတို့ရဲ့ကုန်ထုတ်စွမ်းအားတွေကမိုးပေါ်ထောင်တက်သွားတာဖြစ်ပါတယ်စဉ်းစားကြည့်ပါအိုကန်ရဲ့နီလန်းရဲ့80-20စီးမြင့်ရဲ့ကိုပေါင်းဆက်သုံးလိုက်မယ်ဆိုရင်တစ်ဘဝကိုရိုးရှင်းသွားစေနိုင်ပါတယ်ပြဿနာတွေကိုမြန်မြန်ဆန်ဆန်ဖြေရှင်းနိုင်တယ်ပြီးတော့အချိန်တို့တွင်းမှာအများကြီးပို့ပြီးတော့မှအောင်မြင်နိုင်ပါတယ်ဒါလေးကိုလည်းမှတ်ထားပါထိတ်တန်းအောင်မြင်သူတွေဟာအရာအလုံးပြည့်စုံကောင်းမွန်မဲ့အချိန်ခါကိုထိုင်မဆောင်နေပါဘူးအချိန်တွေကောင်းလာလို့နဲ့ဘာမှမလုပ်ပဲထိုင်မနေပါဘူးသူတို့ကလက်တွေ့လှုပ်ဆောင်ပါတယ်ဆုံးဖြတ်ချက်တွေကိုချတယ်ရှေ့ကိုဆက်သွားတယ်အချိန်အခိုက်အတန့်တိုင်းဟာတန်ဖိုးရှိတဲ့ဆိုတာကိုတည်ထားတဲ့အတွက်အရေးတကြီးအသိစိတ်နဲ့အသက်ရှင်ကြပါတယ်တင်မှာအသက်ရှင်ဖို့6လပဲအချိန်ကျန်တော့တယ်လို့စိတ်ကူးကြည့်လိုက်ပါရုတ်တရက်ဆိုတယ်လို့တင်ကဘာတွေကအရေးကြီးလဲဆိုတာကိုအတိအကျသိသွားပါလိမ့်မယ်တင့်အတွက်အရေးကြီးဆုံးလူတွေနဲ့အရေးကြီးဆုံးအလုပ်တွေကိုပဲတင်အောင်ဖိုက်တော့မှာပါအသေးဖွက်ကိစ္စလေးတွေမှာအချိန်ဖြုံးနေတာကိုရက်တန်းကရက်ပစ်လိုက်မှာပါ
အဲ့ဒါဟာရှင်းလင်းပြတ်သားမှုရဲ့ဆွမ်းအားပါပဲတကယ်ရေးပါတဲ့အရာတွေကိုဦးစားပေးဖို့တင့်ကိုဖိအားပေးလိုက်တာပါပဲအဲ့ဒီလိုအချိန်မနှောင်းခင်အရေးတကြီးလှုပ်ဆောင်ရမယ်ဆိုတဲ့အသိစိတ်မျိုးနဲ့နေထိုင်တဲ့အခါမှာတင့်ဘဝဟာပို့ပြီးတော့ထက်မြက်လာမယ်ပို့ပြီးတော့အာယုံစူးစိုက်မှုကောင်းလာမယ်ပြီးတော့ပို့ပြီးအတိတ်ပဲရှိလာပါလိမ့်မယ်ဒါဟာတင့်ရဲ့အစစ်မှန်ပန်းနိုင်တွေကိုတတ်မှတ်ရမယ်နီလန်းတွေပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီအကြောင်းအရာတွေကနေဘာတွေသင်ယူခဲ့ရပြီလဲအောင်မြင်မှုရဲ့လိုအပ်ချက်ဆိုတာကံကောင်းခြင်းမဟုတ်တယ်လို့ပါရမီဓမ္မမဟုတ်ဉာဏ်ရည်ဉာဏ်တွေးကောင်းခြင်းလည်းမဟုတ်ပါဘူးအဲ့ဒါဟာရှင်းလင်းပြတ်သားမှု clarity ပဲဖြစ်ပါတယ်ရှင်းလင်းသိကြပြီးရေးချထားတဲ့ပန်းနိုင်တွေကိုတတ်မှတ်ပြီးအဲ့ဒီပန်းနိုင်တွေအတွက်နေ့စဉ်ရက်ဆက်ကြိုးစားအားထုတ်တဲ့အခါမှာတင့်အထဲမှာရှိနေတဲ့အရာအလုံးကိုပြောင်းလဲပေးနိုင်တဲ့စွမ်းအားတွေကိုဖော်ထုတ်လိုက်တာပါပဲ Green Tracy ရဲ့ message ကရုပ်ရှင်းပေမဲ့ဘဝကိုပြောင်းလဲစေပါတယ်တာဝန်ယူမှုကိုအပြည့်အဝလက်ခံပါအရေးကြီးဆုံးအရာတွေကိုပဲအောင်စိုက်ပါတစ်စီမှာရှိတဲ့အကန့်အသတ်မရှိတဲ့စွမ်းရည်တွေကိုယုံကြည်ပါတင့်ရဲ့အတွေးတွေကတင့်ရဲ့အနာဂတ်ကိုပုံဖော်ပါတယ်တင့်ရဲ့တန်ဖိုးထားမှုတွေကတင့်ရဲ့လှုပ်ဆောင်ချက်တွေကိုလမ်းပြပေးပါတယ်ပြီးတော့တင့်ရဲ့နေပင်ရွေးချယ်မှုတွေကတင်ဖြတ်တန်းရမယ့်ဘဝကိုအဆုံးဖြတ်ပေးပါတယ်ပန်းနိုင်တွေကိုရှင်းလင်းပြတ်သားစွာတည်ထားမယ်ဆိုရင်တင်ဘယ်တော့မှလမ်းပြောက်ပြီးမျောလင့်နေမှာမဟုတ်တော့ပါဘူးတင်လှမ်းလိုက်တဲ့ခြေလမ်းတိုင်းဟာတင်တကယ်လိုချင်တဲ့ဘဝစီကိုပို့ပြီးတော့မှနီးစပ်သွားပါလိမ့်မယ်ဒီအချက်လေးကိုအမြဲမှတ်ထားပါတင်ဟာဘယ်သူပဲဖြစ်ဖြစ်ဘယ်နေရာကနေပဲလာခဲ့တင်မှာရှင်းလင်းပြတ်သားတဲ့ပန်းနိုင်တစ်ခုနဲ့အဲ့ဒါကိုရအောင်ယူမယ်ဆိုတဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်သာရှိမှဆိုရင်တင့်ကိုဘယ်အရာကမှတားဆီးနိုင်မှာမဟုတ်ပါဘူးအခုလိုမျိုး The Public Myanmar Channel လေးရဲ့အတန်ထွက်စာအုပ်အနှစ်ချုပ်လေးတွေကိုအဆုံးထိနားထောင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီအကြောင်းအရာလေးကတင်တို့အတွက်တန်ဖိုးတစ်ခုခုရစေမယ်ဆိုရင် subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်